ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်မော်ဒကူထည့်ပြီးတော့ကျွန်တော်တို့ Microsoft Word မှာ attention မှာဖြစ်ပါတယ်။ Oh no no no. Oh ဒီကောင်နေOh ဒီကောင်ကျန်နေကွာ来嘛搞我，刚好。第那个澳大。没让我来当五百钱吧，要不然必须有拿来。那个对的什么呀？妈的是的。哦，掉起，哦，大一点，哦哟，咱们也变了呀。说啊。呀，没那呀。呀，没那呀。我啥那回事的？那个的伢以为我。ဒီကဘာကြီးမှာဘလို့တက်ရှင်အောင်လေခူကြီးရောအိုးဒီပေါ်တော့ဗာလဲမအဲ့ဒီမှာဒီမှာအစီမီးတော့လေပါလေမဟုတ်ဒီကောင်လေးကွာအဲ့ဒါပြေးဝင်လာဆိုတော့ကျွန်တော်တစ်နိုင်သွားတယ်ကိုလာနိုင်ရတော့တွေးမရှိတော့နိုင်ကြရအကြီးပဲများနိုင်ဒီကြောက်တော့တော့တူတယ်ဒီနောက်မရှိတော့ဘူး说话好了马蒂个拿了ပြော啥了စားလာတူတယ်ဟောဒါတွေဒါခုနကကောင်းတယ်ကုန်းလို့ပဲ你有老公那你ပြေးသွားမယ်ရောမင်းပြစီကတူတာမဟုတ်ဒီလိုမျိုးကျွန်တော်တို့နိုင်ငံတစ်ခုကျွန်တော်သိပါလိုက်ပါလေဟိုရှေ့ဒါပေမဲ့ဟိုကြီးတော့မဟုတ်စားရရှိတယ်ပါမိုးရှိတယ်ဟိုပါတယ်ဒီနိုင်ငံတော့တိတ်ပိုက်မယ်ဟိုရှိမှာတော်တော်မိမိဦးရတာချောင်းမှာရှိရတယ်အာဘာလဲအမ်ရာဆောဟောအမ်ရာတာအမ်ရာ6ရှိအပီထိုင်နေရ5ပဲအမ်ရာဆောရဒီဝတ်တာလေးတို့ကတော့ဆောမြတ်တော့ဒီလိုက်ပါဆက်မရှိဘူးအော်ဒီနေ့ကြည့်ရအောင်ကျွန်တော် Respawn point set. You can only sleep at night or during thunderstorms. You can only sleep at night or during thunderstorms. You can only sleep at night or during thunderstorms. You can only sleep at night or during thunderstorms. You can only sleep at night or during thunderstorms. You can only sleep at night or during thunderstorms. You can only sleep at night or during thunderstorms. You can only sleep at night or during thunderstorms. You can only sleep at night or during thunderstorms. You can only sleep at night or during thunderstorms. Check. Hold on. Yeah, just see going to go. စားရည်တူတာပြောရင်တော့မများစားတယ်
ပိုင်းတိတ်မကောင်းဘူးဒါနဲ့ကျွန်တော်ကော့ပါရီတူပြီးတော့ကျွန်တော်ကော့ပါကျူပါတယ်ကိုဒီတူပေါ့နော်ရွေးလက်စီထားခြင်းဆိုတော့ဒါလည်းမိနစ်နဲ့စစ်တိုက်လို့ရတယ် နောက်တော့ရောက်တော့ထပ်တွေ့ရပြီအောင် ကျွန်တော်တရားထပ်တွေ့တယ်ကျွန်တော်တို့မိတယ်ဒါနဲ့ကျွန်တော်နောက်နေ့ရောက်လို့ဟောโอเค day 2ဆိုတော့ကျွန်တော်တို့ day 2ရောက်လာပြီ day 1တော့ကဘာမှမရှိဘူး day 2မှာပါဖြစ်လာတယ်ဆိုတော့ဆရာကြီးမျိုးပါကွာကျွန်တော်ကြိုတာတဲ့ကော့ပါကြည့်လိုက် let's go ကျွန်တော်တို့ရဲ့ဒီဟာပါဖြစ်နေတယ်။ပါတော့အများကြီးရတယ် ဒါမှမဟုတ်ဒီတော့ကျွန်တော် iron sword ရတာပေါ့နော်ကျွန်တော်တို့မြေကြီးအခြားတိုင်းမြေတိုင်းပြီးတော့ပါလေဒီတော့ကျွန်တော်တို့ရဲ့အပိုင်း1လေးပြီးဆုံးတော့ပါတယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့ reset ဖြစ်အောင်လို့ဆိုတာကြည့်လိုက်ကြပါဗျာအားလုံးပဲ